ထိုင်းမှာလူမရှို့ပြီးအေးဆေးလေးချီးချင်တယ်ကျွန်းလာလေးတွေတွားချင်တယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုတွားကြဖို့အတွက်ကြံပေးချင်ပါတယ်ဒီနေရာလေးကတော့ကိုချမ်းလို့ခေါ်တဲ့ကျွန်းလေးပဲဖြစ်ပါတယ်ဒီကျွန်းပေါ်မှာဆိုလို့ရှိရင်ရေရကြီးစိမ့်ပြီးအရန်လှတာဒီလူမရှို့တဲ့တကြောင်ကိုကိုအေးဆေးချီးပြီး relax လုပ်လို့ကောင်းတယ်ဒီလို relax လုပ်ချင်တဲ့သူတွေအတွက်ပဲလားဆိုလို့ရှိရင်မဟုတ်သေးဘူးပေါ့နော်ဒီလို water sport activity လုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ကျွန်းလေးတွားပြီး snorkeling လုပ်တာမျိုးကရကင်းလုပ်တာမျိုးအဲ့လိုမျိုးလေးလုပ်လို့ရတယ်ကိုချမ်းကျွန်းတွားမယ်ဆိုလို့ရှိရင်ဘန်ကောက်ကနေဆိုလို့ရှိရင်4နာရီနဲ့5နာရီကြာကားမှပြီးသွားရတယ်ပထမဆုံး ferry gate ကိုရင်ဆုံးရောက်တယ်ပေါ့နော် ferry gate ကနေပြီးတော့မှကိုချမ်းကျွန်းဘက်9နာရီ45မိနစ်လောက်ထပ်ပြီးစီးလို့ရှိရင်တော့ကိုချမ်းကျွန်းရောက်ပြီပေါ့နော် restaurant ကတော့ကိုကောက်ကိုမှပြီးသွားခဲ့ရပါ ferry ကူကနေနေဆိုလို့ရှိရင်ကားတစ်စီးကိုပတ်နေရပြီးရပြီးတော့လူဦးရေအတွက်နေဆိုလို့ရှိရင်တရားကိုပတ်90ပြရပါတယ် ferry အချိန်စီကနေနေဆိုလို့ရှိရင်သူကမနက်6နာရီခွဲကနေပြီးညနေ6နာရီခွဲထိတနာရီကြာတစ်ခါလောက်တော့တယ်ပေါ့နော်ကောင်းမပါတဲ့သူတွေအတွက်ဆိုလို့ရှိရင်လေဒီကျွန်းပေါ်မှာပဲ motorcycle တွေကိုလွယ်လင်းတကူငါလို့ရတယ်ဒီကျွန်းပေါ်မှာသွားတဲ့လမ်းတွေကကုန်းတက်ကုန်းစင်းဖြစ်တဲ့အတွက်ကြောင့် motorcycle မောင်းတဲ့ခါကျလို့ရှိရင်တိထားပြီးမှမို့တော်ကြံပြစ်နေပေါ့နော်လူမရှုပ်ပဲအေးဆေးလေးရှိရေကိုပန်းပြေးနိုင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုချမ်းချောသွားကြည့်ကြနော်လုံးဝမမစီရအောင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်